တိရှိတဲ့တန်တရားတဲ့လူတွေဟာယူတွေကမှမသိခဲ့ညာဟာနဲ့ခင်တွေ့ရရင်ဝဲမှာသာသမီဥစ္စာများလောဘကြီးမောဟစီများကြီးဒုက္ခထားငုံနေတာယူနေတာပဲပြမမပါကွာကိုယ်တိုင်းဘလို့နေထိုင်ရေးကြည်လာတာပါကံကံရဲ့တံပြန်တဲ့လောကအကျဉ်းမှန်ဖို့မျက်စံနဲ့မှန်ကန်တဲ့စံသက်ကြည်ရလို့ဒီကဘာမြေတဲ့ကံကြမ္မာတွေလည်းဖန်လာလေတဲ့အခါရှင်နာရတဲ့မြင်နာငါနဲ့သင်ခါရပဲကွာစိတ်ခန့်ခြင်းและချိန်တန်ရင်မြဲအိမ်ပြန်နေရတာတန်တရားတွေထက်ဆန်ကနေလက်တန်ပါပြီတဲ့ငါဘုရားဘာသာခန္ဓာကိုယ်မှာဖြစ်ပြနေတဲ့ဒုက္ခသာရှာအလုံးရပါဗျာတခြားယူစားတွေပုတ်ခတ်ပြီးတော့ရှုံချတာများသိပ္ပံပညာလိုက်မမီတဲ့တဘာဝလို့စိတ်ခံတင်ညာနိဗ္ဗာန်တွင်သာလမ်းဆုံးဖြစ်ပြီးနှပြည်မှာတော့ဗိမာန်မြင်ပါပြတ်ချက်ဆက်ဆက်နေတာတန်တရားလို့ဆိုလို့တဲ့တရားရှိသူထက်တရားမဲ့သူတို့ညံမပါလို့ပုံမှုတဲ့ဒီကမျိုးရဲ့မိဘကိုယ်ွယ်ခိုင်းတဲ့ဘာသာထက်စပူဒီပါလက်ရတခွဲအယူဝါဒမြတ်တာမရှာတာပဲ30တပုံလုံးမှာတုံးလဲမကုံဆုံးတာမြင်မိလားကောင်းတာလို့သူပဲကောင်းတာဖြစ်တာတဲ့ဒီထားမရှင်လဲဟာမကြီးကောင်းလဲဆိုဖို့ဒီနဲ့တွေ့ညံမင်းဖြစ်ခါခိုင်းရဲ့ကြောင်းရဲ့ချိုးကိုသိတဲ့ဘုရားဘာသာခန္ဓာကိုယ်မှာဖြစ်ပြနေတဲ့ဒုက္ခသာရှာအလုံးရပါဗျာတခြားယူစားတွေပုတ်ခတ်ပြီးတော့ရှုံချတာများသိပ္ပံပညာလိုက်မမီတဲ့တဘာဝလို့စိတ်ခံတင်ညာနိဗ္ဗာန်တွင်သာလမ်းဆုံးဖြစ်ပြီးနှပြည်မှာတော့ဗိမာန်မြင်ပါဘုရားဘာသာခန္ဓာကိုယ်မှာဖြစ်ပြနေတဲ့ဒုက္ခသာရှာအလုံးရပါဗျာတခြားယူစားတွေပုတ်ခတ်ပြီးတော့ရှုံချတာများသိပ္ပံပညာလိုက်မမီတဲ့တဘာဝလို့စိတ်ခံတင်ညာနိဗ္ဗာန်တွင်သာလမ်းဆုံးဖြစ်ပြီးနှပြည်မှာတော့ဗိမာန်မြင်ပါလက်တွေ့ချပြီးစံတခံတဲ့တခုတည်းသောဘာသာတရားတရားဝတ်မှလွတ်လပ်ရှိတဲ့တခုတည်းသောဘာသာဟာကိုယ်တိုင်လုံးရင်ကိုယ်တိုင်ရတဲ့တခု